တော့မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ခလေးရှောင်းရှော်ရေးကျွမ်းကျင်သူတွေစီကနေလေးလာရရှိခါခဲ့တကယ်ကိုလက်တွေ့ကြတဲ့အကြောင်းအရာလေးတစ်ခုကိုရှင်းလင်းတင်ပြသွားခြင်းပါပဲအဲ့ဒါကတော့ကိုယ့်ရဲ့ကလေးတွေကိုကိုချင်းစာတရားရှိပြီးယဉ်ကျေးသိမ့်မွေ့တဲ့ဒူရီချစ်လာအောင်ဘယ်လိုပြုစုပြထောင်ရမလဲဆိုတာပါပဲအခုလိုကျင်နာမှုတွေအများကြီးလိုအပ်နေလေခိကြည့်တယ်မှာလေကိုယ့်ကလေးတွေကိုအမှုချင်းကောင်းနေနဲ့ကြီးပြင်းလာအောင်ဘယ်လိုအခြေခံအုံမြင့်တီချပေးရမလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ကဲဒီမေကွန်းလေးကိုအရင်ဆုံးစဉ်းစားကြည့်အောင်ကျင်နာမှုဆိုတာမွေးရပါမျိုးစိုးဗီဇလားဒါမှမဟုတ်တင်ယူရတဲ့အရာလားဆိုတာပေါ့တကယ်တော့လေလူတိုင်းမှာအများအကျိုးကိုဆောင်ရွက်ခြင်းနဲ့ကူညီခြင်းနဲ့စိတ်ခံစားချက်အခန့်လေးတွေမွေးကလေးကပါလာတတ်ကြပါတယ်ဒါပေမဲ့စစ်မှန်တဲ့ကူခြင်းစာတရားတခြားသူတွေကိုတကယ်နားလည်ပေးနိုင်တဲ့စွမ်းရည်ဆိုတာကတော့အလိုလိုဖြစ်လာတာမျိုးမဟုတ်ပါဘူးသူကတေချာပေါက်အလေးကျင့်လုပ်ပြီးစနစ်တကျပြုစုပြောထောင်ပေးရမယ့်ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်ဘလောက်ပဲသေးငယ်ပါစေကျင်နာမှုနဲ့လှုပ်ဆောင်လိုက်တဲ့ဘဲရမှာအလားဟာတာမဖြစ်ပါဘူးဆိုတဲ့စကားလေးရှိပါတယ်တိတ်ကူမနာပေါ့မိဘတွေအုတ်ထင်းသူတွေနဲ့ဆရာမတွေဟာကလေးတွေအနာဂတ်မှာကိုချင်းတရားကောင်းပြီးလူပဝင်းကျင်တဲ့အစဉ်ကြီးတွေနေထိုင်တတ်တဲ့လူကြီးတွေဖြစ်လာဖို့အတွက်အဓိကအုံးမကြပေးရမယ့်သူတွေပါကိုလုတ်ဖြတ်လိုက်တဲ့တင်းငယ်ရဲ့ကျင်နာမှုလုပ်ရလေးတစ်ခုဟာကလေးတွေအနာဂတ်ကတော့အရန်ကိုကြီးမားတဲ့ယင်းနှမြုံနှံမှုတစ်ခုဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီနေ့ရှင်းလင်းတင်ပြချက်မှာဆွေးနွေးသွားမယ့်အစီအစဉ်လေးတွေကိုအကြမ်းဖျင်းပြောပြရင်တော့အပိုင်း1ပါကြောင့်ရေးကြည့်တယ်လေအပိုင်းနဲ့စံနမူနာပြနေထိုင်ခြင်းအပိုင်း3အခြေခံအမှုချင်းကောင်းများအပိုင်း4ကိုချင်းစာတရားနဲ့လေးစားမှုပြီးတော့နောက်ဆုံးအပိုင်းကအပြုသဘောဆောင်တဲ့အားပေးမှုဆိုပြီးအစဉ်စဉ်လေ့လာသွားကြပါမယ်ဟုတ်ပြီဒါဆိုရင်အပိုင်း1ထိတဲ့ဘာကြောင့်အရေးကြီးတယ်လဲပရဟိတစိတ်ထားရဲ့အခြေခံအုံမြင့်ဆိုတဲ့အပိုင်းကိုစလိုက်ကြရအောင်ဒီနေရာမှာအဓိကမသားထားရမှာကအမှုကျင့်ဆိုတာလူကြီးတွေကသတ်မှတ်ထားတဲ့စီမင်းသက်သက်တင်မဟုတ်ဘူးဆိုတာပါပဲအမှုကျင့်ကောင်းနေတာတယောက်နဲ့တယောက်လေးစားမှုရှိစေတယ်လို့ကလေးတွေကိုလည်းလူမှုလေးပတ်ဝန်းကျင်မှာပို့ပြီးယုံကြည်မှုရှိရင်ဆိုင်နိုင်အောင်ကူညီပေးတဲ့အပြန်လည်လေးစားမှုရဲ့အခြေခံအုတ်မြစ်ကြီးပဲဖြစ်ပါတယ်ကလေးတွေယဉ်ကျေးတိမွေ့လာတဲ့အခါတခြားသူတွေကလည်းသူတို့ပေါ်အဖြူသဘောဆောင်တဲ့အထင်မြင်တွေရှိလာပြီးသူတို့ရဲ့အနာဂတ်အခွင့်အလမ်းတွေအတွက်တကားဖွင့်ပေးတယ်လို့ဖြစ်သွားတာပေါ့ဆက်လက်ပြီးအပိုင်းနှစ်ပိုင်းကိုသွားကြမယ်ဒါကတော့လူကြီးတွေဘက်ကနေစံနမူနာပြနေထိုင်ခြင်းဆွဲအပိုင်းမှာဒီပုံလေးကိုကြည့်လိုက်ရင်မိသားစုတွေအတူတကွအစားအစာပြင်ဆင်နေတာအတူတူစားတောက်နေကြတာကိုတွေ့ရမှာပါဒါကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါဘာလို့လဲဆိုတော့နေ့စဉ်အိမ်မှုကိစ္စလေးတွေဟာကလေးတွေတက်တော့ပထမဆုံးနဲ့အရေးကြီးဆုံးစာသင်ခန်းဖြစ်နေလို့ပါပဲကလေးတွေဆိုတာသူတို့ပတ်ဝန်းကျင်ကလူကြီးတွေကိုအမြဲဆောင်ကြည့်ပြီးအတူယူနေတတ်တဲ့သဘာဝရှိပါတယ်ဒါကြောင့်ကလေးတွေကိုမသိပြီးခင်ကိုယ်တိုင်ကရင်ဆုံးရှင်ကျေးစွာပြောဆိုပြုမှုပြဖို့ကအရန်ကိုအရေးကြီးပါတယ်ကလေးတွေဆိုတာကျင်းမုံပြင်းလေးတွေနဲ့အတူတယ်လို့ပြောလို့ရပါတယ်ဆိုလိုတာကမိဘအုတ်ထင်းသူတွေအားလုံးကတသမတ်တီးဖြစ်နေဖို့အရန်လိုပါတယ်အပြူသဘောဆောင်တဲ့စကားလုံးတွေကိုအငဲသုံးတာတခုခုဆိုရင်ဘာကြောင့်လှုပ်လာတယ်ဆိုတဲ့အကြောင်းရင်းကိုတေချာရှင်းပြတာနောက်ပြီးအိမ်မာရောကြောင်းမပါစီမင်းတွေကိုတခင်းကြီးဖြစ်အောင်တတ်မှတ်တာမျိုးတွေလုပ်ပေးရပါမယ်လူကြီးတွေကတယောက်တစ်မျိုးတွန့်ထင်းနေမဲ့ဆိုရင်ကလေးတွေတော့နားလဲရခက်ခဲသွားပြီးအတူယူရမယ့်စနမွနာလည်းပျောက်သွားရလို့ပါကဲအပိုင်း3အနေနဲ့အခြေခံအမိုချင်းကောင်းတွေကိုဘယ်လိုစတင်တည်ဆောက်ကြမလဲဆိုတာလေ့လာကြည့်ကြရအောင်ဒီအချင်းတွေကိုခလဲအသက်နှစ်လောက်ကနေကစတင်ပြောတော့ပေးလို့ရနေပါပြီအလွယ်ဆုံးဘယ်ကစမလဲဆိုရင်နီးစင်ကြုံတွေးနေရတဲ့ထမင်းစားပွဲဝိုင်းကနေစတင်နိုင်ပါတယ်ဖြောမတ်စွာထိုင်ဖို့လူစုံနဲ့အထီစောင့်ပြီးမှစားတော့ဖို့ဇိုးနဲ့ခရင်ကိုမှန်မှန်ကန်ကန်တုံးတက်ဖို့နဲ့ဘာစက်ထဲမှာအစာတွေအပြည့်နဲ့စကားမဖြိုးဖို့စားတွေရိုးရှင်းတဲ့အစင်လေးတွေပဲဖြစ်ပါတယ်ဒီလိုမျိုးထမင်းစားချိန်လေးတွေကိုတပတ်တို့ကိုလေးစားတတ်ဖို့နေ့စဉ်လေ့ကျင့်ရေးအချိန်လေးဖြစ်ပြောင်းလဲဖြစ်လိုက်လို့ရပါတယ်။နောက်ထပ်သိအရေးကြီးတဲ့အချက်တစ်ခုကတော့တောင်းပန်တတ်ဖို့သင်ပေးတာပါ။အမားလုံးမိတာဟာလူတိုင်းကြုံရတဲ့သဘောဝါပါပဲ။ဒါပေမဲ့စိတ်ရင်းမှန်နဲ့တောင်းပန်တတ်ဖို့ကပိုပြီးအရေးကြီးပါပဲ။တောင်းပန်တတ်ခြင်းဟာတပားသူရဲ့ထိခိုက်သွားတဲ့ခံစားချက်တွေကိုပြန်လည်ကူးစားပေးနိုင်ပြီးမိမိလောက်ရက်ကိုတာဝန်ယူတတ်တဲ့မရှိမဖြစ်လိုအပ်တဲ့လူမှုဆက်ဆံရေးကျွမ်းကျင်မှုတစ်ခုဖြစ်တယ်ဆိုတာကိုကလေးတွေသေချာနားလည်အောင်သင်ကြားပေးရမယ်။ဆက်လက်ပြီးအပိုင်း၄ကိုချင်းစာတရားနဲ့လေးစားမှုတနည်းအားဖြင့်အခြားသူတွေကိုနားလည်ပေးခြင်းဆိုတဲ့ပုံမနှဆိုင်တဲ့အပိုင်းကိုဆက်သွားကြရအောင်ဒီမှာပြထားတဲ့စကားစုလေးတွေကတကယ်ကိုပြောင်မြောက်ပါတယ်။ဘီတက်ကိုလာထိုင်တဲ့အမျိုးသမီးအတွက်တစ်ခါဖွင့်ပေးလိုက်တဲ့ခွေးလေးအတွက်ရေရှိမရှိတွိုက်ချရအောင်ဟိုကလေးကိုကစားဝိုင်းတဲ့လာဟိုတွားခေါ်ရအောင်စတာတွေပေါ့လူကြီးတွေအညီနဲ့ကိုယ့်ရဲ့တွေးခေါ်ပုံကိုကလေးတွေတယောက်အတိုင်းထပ်ပြောပြဖို့အတွက်အရန်ကောင်းတဲ့နည်းလမ်းတွေပါဒီလိုမျိုးကျင်နာမှုလို့ရလေးတွေကိုလက်တွေ့ထောက်ပြပြီးအတိုင်းထပ်ပြောဆိုပေးခြင်းအပြင်ကလေးတွေဟာတခြားသူတွေနေရာကနေဝင်ရောက်ခံစားတတ်ဖို့ပိုပြီးမြန်မြန်ဆန်ဆန်ထင်ယူနိုင်မှာဖြစ်ပါတယ်
ပြီးတော့နေ့စဉ်မိသားစုလုံငန်းစဉ်တွေမှာကျေးဇူးတင်ကြတဲ့အလေးချင်းလေးတွေကိုထည့်သွင်းဖို့လဲလိုပါတယ်ဥပမာညစာစာညင်ဒီနေ့အတွက်ဘာကိုကျေးဇူးတင်လဲပြောကြတာမျိုးကျေးဇူးတင်လွှာလေးတွေရေးတည်ဘူးလေးထဲထည့်လာမျိုးရခဲတေတာပုံမှာမစွတ်တိုလေးတွေကတ်တာမျိုးတွေပေါ့ဒါတွေကကလေးတွေကိုသူတို့ပိုင်ဆိုင်ထားတာတွေကိုတန်ဖိုးထားတဲ့ဖို့နဲ့သူတို့ဘာရဲ့လုံရတီကသူတို့ပေါ်ဘလို့ကောင်းကျိုးသက်ရောက်စေလဲဆိုတော့ကိုသိမြင်လာစေပါတယ် အခုဆိုရင်နောက်ဆုံးအပိုင်းထက်တဲ့အပိုင်းကအပြုသမောက်ဆောင်တော့အားပေးမှုဖြင့်ထိမ့်သိမ်းဆောင်ရှောက်ခြင်းဆိုတဲ့အပိုင်းကိုရောက်လာပါပြီ ကလေးတွေအမားလောက်မိတဲ့အခါပြဿနာကိုချင်းကပ်ပုံနှမျိုးကိုရှင်းကြည့်ရအောင်ပါဘဲဘက်ကလိုလူရှိသူရှိမှချက်ချင်းအပစ်ပေးအဆက်ခွဲတာမျိုးကိုရှောင်ကျင်ပြီးညာဘက်ကလိုတင်းငိမ့်စွာနဲ့ကလေးရဲ့ခံစားချက်ကိုအဓိကထားဆွေးနွေးပေးတာကဘာကြောင့်ပိုကောင်းလဲဆိုတာကိုစဉ်းစားကြည့်ပါကလေးတွေဟာသူတို့ခံစားချက်ကိုလူကြီးတွေကအတိမဲ့ပြုနားထောင်ပေးတယ်လို့ခံစားရရင်နာကျင်လို့မရှိပဲစကားပိုနားထောင်တကြလို့ပဲဖြစ်ပါတယ်ဒါကတကယ်ကိုရည်ကြီးတာချက်ပါ အမှုအချင်းကောင်းတွေတိုးပွားလာအောင်ဖျော်စရာကောင်းတဲ့လက်တွေ့နီလန်လေးတွေကိုလည်းသုံးလို့ရပါသေးတယ်ဥပမာနှုတ်ဆက်တာတွေကိုဇက်ကောင်နေရာကနေသရုပ်ဆောင်ကစားတာမျိုးဒါမှမဟုတ်အမှုအချင်းကောင်းတဲ့ဇက်ကောင်တွေပါတဲ့ပုံပြင်စာအုပ်တွေဖတ်ပြတာမျိုးတွေပေါ့ဒါတွေဟာကလေးတွေအတွက်လိုက်နာကျင်စရာကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးပြီးယဉ်ကျေးမှုဆိုင်ရာနားလည်မှုကိုတိစောက်ပေးဖို့အလွန်ကောင်းမွန်တဲ့နီလန်တွေပဲဖြစ်ပါတယ် ဒီနေ့အတွက်ရှင်းလင်းတင်ပြချက်ကိုတော့အစင်းစားစရာမေခွန်းလေးတစ်ခုနဲ့နေကုန်းချုပ်ချင်ပါတယ်ကျွန်တော်တို့အနေနဲ့ကကလေးတွေအတွက်ဒီနေ့ဘလို့ကျင်နာမှုအသေးအဖွဲလေးကိုစံနမူနာပြလှုပ်ဆောင်ပေးကြမလဲဆိုတာပါပဲကိုချင်းစာကြရာရှိပြီးယဉ်ကျေးတဲ့လူကြီးတွေဖြစ်လာအောင်ပြိုးထောင်ပေးတယ်ဆိုတာစိတ်ရှည်သေးခံမှုနဲ့နေ့စဉ်လေ့ကျင့်မှုတွေလိုအပ်တဲ့တက်တာခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်အားလုံးပဲဒီအချက်လေးတွေကိုလက်တဲ့အသုံးချနိုင်ပဲလို့ယုံကြည်ပါတယ်အချင်းပေးပြီးလေ့လာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ